မိဘရဲ့ကျေးဇူးတရားကိုသိမြင်နားလည်မှုမရှိသိမြင်နားလည်မှုမရှိတော့ဆက်ရကောင်းမှမသိချိုချိုသားသားပြောရကောင်းမှမသိနုနုညံ့ညံ့ဆက်ဆံကောင်းမှမသိမိဘတွေကိုတကယ်ကျေးဇူးရှင်တယောက်အနေထားပြီးတော့တန်ဖိုးထားရမှမသိတဲ့သားသမီးတွေကမရှိဘူးလားရှိတယ်အဲ့ဓာတွေဟာအင်မတန်အပြစ်ကြီးတာပဲနော်အင်မတန်အပြစ်ကြီးတယ်ဟိုဗမာစကားပုံလည်းရှိတယ်မဟုတ်လားမိဘမျက်ရည်တစ်စက်သားသမီးဒုက္ခတစ်သက်ဟုတ်ရဲ့လားအေးဒါတွေကတချို့ကလည်းပဲမိဘစိန်ရည်တဲ့တယ်လို့ပြောကြတယ်နော်ဦးဇင်းတို့မြတ်စွာဘုရားကတော့စိန်ရည်လို့ဟောထားတာတော့မတွေ့ဘူးမီးလို့ဟောထားတာတော့တွေ့ဘူးတဲ့အိုးတောင်ကြောက်เสียကောင်းတယ်ဗါတဲ့တော့မီးတဲ့မိဘဆိုတာသားသမီးအတွက်မီးပဲကောင်းကောင်းမွန်မွန်မကင်တွယ်တတ်ဘူးဆိုရင်တော့တေချာပေါက်မီးလောင်ခံရတယ်လို့ဆင်းရဲလိမ့်မယ်ဟုတ်ရဲ့လားဦးဇင်းတို့အင်္ဂုတ္တပါဠိတော်မှာအခိတုတ်တံဆိုပြီးတော့ရှိတယ်အတူတူလေးပြောပြမယ်ပုံနာတယောက်ကမီးပူဇော်တယ်အကျွေးတွေအမွေးတွေနဲ့ပေါ့လေအဲ့ဒါမြတ်စွာဘုရားကြွသွားတော့ဟဲ့သူရုပ်မှာရက်ဒီမှာမီးပူဇော်နေတယ်ပေါ့အဲ့ဒါလိုမျိုးပြောတဲ့အခါကျတော့မြတ်စွာဘုရားကသင်ကမီးဆိုတာဘယ်နှမျိုးရှိတယ်လဲသိသလားလို့မေးတယ်အဲ့မှာအံ့ဩတယ်ဒီမှာမီးတောင်နေတာသူဒါပဲသိမှာပေါ့အဲ့ဒါမြတ်စွာဘုရားကတခါကြီးမီးဆိုတာလောကမှာ9မျိုးရှိတယ်တဲ့ပယ်ရမယ့်မီးက3မျိုးတဲ့ဂယုဆိုင်ရမယ့်မီးက3မျိုးတဲ့နော်ငိမ့်တဲ့အချိန်ငိမ့်တောက်တဲ့အချိန်တောက်စေရမယ့်မီးက1မျိုးတဲ့မီး9မျိုးရှိတယ်ပယ်ရမယ့်မီးဆိုတာကယာခာမီးဒေါသမီးမောဟမီးပိတ္တတို့သိရနော်ဆွဲလန်းမှုမကျေနပ်မှုတွေ့ဝေမှိုက်မဲမှုပေါ့အဲ့ဒါကပယ်ရမယ့်မီးအဲ့ဒါတွေကလည်းတတ္တဝါတွေကိုမီးလိုလောင်ကျွမ်းစေတယ်မီးလိုပျက်စီးသွားစေတယ်ဒါကြောင့်သူတို့ကတော့ဖယ်ရှားပြရမယ့်မီးငိမ့်သက်ပြရမယ့်မီးပေါ့ဂယုဆိုင်ရမယ့်မီးကလည်း3မျိုးရှိတယ်တဲ့အဲ့ဒါကဘာလဲဆိုတော့ပထမမီးကမိဘဆိုတဲ့မီးပဲတဲ့မိဘဟာမိဘဟုတ်ရဲ့လားဒီမိဘကိုမယုံမသိပြောမယ်မိဘကိုမလိမ္မာဆက်ဆံမယ်ဆိုရင်ကိုယ့်ပေါ်သိကောင်းထားတဲ့လူတစ်ယောက်ကိုဆက်ဆံတဲ့နေရာမှာဂယုဆိုင်ရမယ်တာမန်လူတွေပေါ်မှာဆက်ဆံတာနဲ့တူလို့မရဘူးတာမန်လူထားတဲ့မေတ္တာစေတနာမျိုးအဲ့ဒီလူကကိုယ့်ကိုထားတာမျိုးမဟုတ်ဘူးမိဘကကိုယ့်ကိုထားတာကတာမန်လူထားတဲ့စေနာမေတ္တာမျိုးဟုတ်သလားအဲ့တော့တာမန်လူပေါ်မှာဆက်ဆံတဲ့လူမျိုးဆက်ဆံလို့ကတော့ဘယ်လိုနည်းနဲ့မှမရနိုင်ဘူးဒါသဘာဝကြကြစဉ်းစားကြည့်တာနော်ဒါကြောင့်မိဘကိုကောင်းကောင်းမွန်မွန်ကင်တွယ်ရမယ်မဟုတ်ရင်တော့အဲ့ဒါမီးလိုလောင်ခံရလိမ့်မယ်နောက်ပြီးတော့ဂဟပတ္တဂီတဲ့အိမ်ရှင်လင်ယောက်ျားမီးနော်ယောက်ျားတွေဟာမိသားစုအပေါ်ဇနီးမယားရဲ့အပေါ်မှာအင်မတန်အကျိုးကျေးဇူးများတယ်ဘလို့ပဲတချို့နေရာတွေမှာမကောင်းဘူးဆိုစေကမူဘလို့မှညင်းလို့မရတဲ့ကောင်းတဲ့ကျေးဇူးတရားတွေအများကြီးရှိတယ်နော်နောက်ဆုံးအရက်တောက်ပြီးတော့ဖဲရိုက်ပြီးတော့နေတာမျိုးရှိချင်းရှိမယ်ပေါ့ဟုတ်လားဘလို့မှအားကိုးလို့မရတဲ့အနေအထားမျိုးရှိနေတဲ့ဆိုအောင်တောင်မှဒီလင်ယောက်ျားရဲ့အရေးဆိုတာမိသားစုရဲ့အပေါ်မှာအများကြီးရှိတယ်နော်လင်ယောက်ျားမရှိတဲ့အိမ်နဲ့ရှိတဲ့အိမ်ဆိုတာအများကြီးกว่าတယ်ဟုတ်ရဲ့လားဒါနားလည်ဖို့လိုတယ်နော်ဒါကြောင့်မြတ်စွာဘုရားကအဲ့ဒီဂဟပတ္တကိအိမ်ရှင်လင်ယောက်ျားဟာလည်းမီးပဲတဲ့သူ့ကိုလည်းပဲမယုံမသိဆက်ဆံရင်အဲ့ဒါဒုက္ခရောက်နိုင်တယ်ဒါဒကာကြီးတို့အထူးသဖြင့်ဒကမာကြီးတွေသတိထားစရာပေါ့နော်ဒါဦးဇင်းတို့ကယောက်ျားလေးတွေမှုယောက်ျားလေးတွေဘက်ကပင်းပြီးတော့ပြောတာမျိုးမဟုတ်ဘူးနော်ဘုရားကိုယ်တော်တိုင်ဟောခဲ့တာဟုတ်ရဲ့လားဒီအဲ့ဒါကိုဘက်လိုက်မှုမရှိဘဲနဲ့အေးအေးဆေးဆေးညံပါပါစဉ်းစားကြည့်နော်အိမ်ရှင်လင်ယောက်ျားရဲ့မိသားစုတစုလုံးပေါ်မှာကြီးမားတဲ့ကျေးဇူးတရားဟုတ်ရဲ့လားဒါကြောင့်သူလည်းပါတော့မီးပဲနောက်ဦးဇင်းတို့ဂယုဆိုင်ရမယ်နောက်ဆုံးမီးကတော့သူတော်ကောင်းမီးတဲ့နော်သူတော်ကောင်းတွေကလည်းလောကကြီးပေါ်မှာကျေးဇူးများလွန်းလို့သူတော်ကောင်းတွေရဲ့ပေါ်မှာကောင်းကောင်းမွန်မွန်မဆက်ဆံဘူးကောင်းကောင်းမွန်မွန်မတုံ့ပြန်မှုဆိုရင်အဲ့ဒါလည်းမီးလို့လောင်ကျွမ်းတတ်တယ်ဟုတ်ရဲ့လားအေးငိမ့်တဲ့ချိန်ငိမ့်ရမယ်တောက်စီတဲ့ချိန်မှာတောက်ရမယ်ဆိုတဲ့မီးကတော့ထင်းမီးတဲ့အခုလျှက်စစ်မီးပေါ့အခုခေတ်ကြတော့ဟုတ်ရဲ့လားအေးအဲ့တော့မီးဘယ်နှမျိုးတော့9မျိုးအဲ့တော့ရှေးသူကြီးသူတော်ကောင်းတွေကတော့ဗမာရှေးလူကြီးတွေကတော့မိဘကိုမယုံမသိမလေးမစားကျေးဇူးကမ်းတယ်ဆိုရင်မိဘစိန်ရသိမ့်လိမ့်မယ်လို့ပြောတာမြတ်စွာဘုရားကတော့ဘယ်လိုပြောတာလဲမီးလို့လောင်လိမ့်မယ်လို့ပြောခဲ့တာဟုတ်ရဲ့လားဒါကြောင့်မိဘရဲ့ကျေးဇူးကိုသိဖို့မလိုဘူးလားလိုတယ်ဟုတ်ရဲ့လားအေးအဲ့တော့ဦးဇင်းတို့မိဘကျေးဇူးကိုမဆက်လို့မိဘကျေးဇူးကိုမသိလို့နော်နားလည်မှုမရှိဘဲနဲ့မိုက်မိုက်ကန်းကန်းနေကြမယ်ဆိုရင်တော့နောင်တနဲ့လည်းပူရလိမ့်မယ်
နော်ကိုတစ်ချိန်မှာအကြီးအကျယ်အစင်မပြေတာတွေဖြစ်တာမျိုးတေကောင်းပေါင်းလည်းဖြစ်တာမျိုးအဲ့ဒီအခြေအနေမျိုးမှာဒါမှမဟုတ်အသက်ကြီးလာပြီးမိဘတွေကမရှိတော့ဘူးဆိုတဲ့အချိန်မျိုးမှာငါလုံနိုင်ပါလျက်နဲ့လှုပ်တဲ့လှုပ်ထိုက်တဲ့လှုပ်ကိုမလှုပ်ခဲ့ရဘူးလို့နောင်တတွေနဲ့ပူလောင်စရာအကြောင်းမရှိဘူးလားရှိတာပေါ့ဒါကြောင့်ဦးဇင်းတို့သနတန္တဇတ်မှာဘုရားလောင်းသနတန္တမင်းကြီးကလူတွေမှာနောင်တတရား10မျိုးရစရာအကြောင်းရှိတယ်တဲ့နောင်တ10မျိုးဟောထားတာရှိတယ်သိလားငဲကလည်းရင်မသိပညာဥစ္စာမစုသူချစ်ကိုဖြတ်သူတတသသူမယား၌ပြမဒုံမိပစ္စည်းရှိလျက်ဆိုးစီမလို့မွေးမျိုးမိဘမပြုတ်ကြနဲ့ငယ်တုန်းကစပညာမသင်ခဲ့ဘူးအဲ့ဒါကြီးရင်နောင်တရမယ်နောင်တ10မျိုးဟောရင်တရားအများကြီးရှိရသွားမယ်နော်အဲ့ဒီနောင်တရစရာ10မျိုးထဲမှာမိဘကိုပြုစုမွေးမြူခြင်းမပြုတ်ခဲ့ခြင်းတည်လည်းပဲနောင်တရခြင်းရဲ့အကြောင်းတရားတစ်ခုပါတဲ့အဲ့ဒါနောက်တစ်ချိန်မှာနောင်တနဲ့ပူလောင်အောင်မိဘကိုပြုစုလုပ်ကြွေးမှုမရှိခြင်းသည်နောင်တရစေခြင်းရဲ့အကြောင်းတရားတစ်ခုလို့နားလည်ရမယ်ဟုတ်ရလားပြီးတော့ဦးဇင်းတို့ဒါကတော့မျက်မြင်လောကအမြင်အရပြောချင်တာပေါ့လေကိုကမိုက်မဲတယ်ဆိုရင်မိုက်မဲတဲ့သားသမီးလေးတွေရတတ်တယ်ကိုကမိဘအပေါ်မှာတိတ်ပြီးတော့မကြည့်ဘူးဆိုရင်အဲ့ဒါလိုပဲမိဘအပေါ်မှာတိတ်မကြည့်တဲ့သားသမီးမျိုးရတတ်တယ်ဒါဒါရိုက်ကြီးဓာတ်တိကြီးမှန်မယ်လို့တော့မဆိုလိုဘူးပေါ့လေဟုတ်ရဲ့လားဒါပေမဲ့ဦးဇင်းတို့လောကအတွေ့အကြုံရဦးဇင်းမိခင်ကြီးကအလွန်ပြောတယ်နော်ဆိုးရတဲ့သားသမီးများဟာမိဘအပေါ်မှာမကောင်းတဲ့သားသမီးများဟာသူတို့အပေါ်မှာမကောင်းတဲ့သားသမီးမျိုးတွေကြီးရတာကိုသူတော်တော်များများတွေ့ရတယ်တဲ့အဲ့ဒါသူကတော့သူ့ကိုယ်သူအမြဲတမ်းလဲဂုဏ်ယူပြီးတော့ပြောတယ်မိဘရဲ့အပေါ်မှာအင်မတန်ကောင်းတယ်ဦးဇင်းအမေကဒါကြောင့်မို့လို့သူသားသမီး9ယောက်ရှိတယ်သူ့အပေါ်မှာအင်မတန်ကောင်းတဲ့သားသမီးတွေချီပဲသားသမီးနဲ့ပတ်သက်ပြီးတော့သူ့မှာစိတ်ဆင်းရဲတဲ့အကြောင်းမရှိဘူးလောကကြီးရဲ့အင်မတန်ဆန်းကျင်တဲ့သဘောပေါ့နော်ကံတူအကျိုးပေးလို့ပြောရင်လည်းပဲရနိုင်ကောင်းပါရဲ့ဟုတ်ရဲ့လားဒါကြောင့်ကိုယ့်ဘဝနောင်ရည်ကိုယ့်ဘဝရဲ့နေဝင်ချိန်ကိုကြည့်ပြီးတော့ကိုယ့်ကိုယ်ချစ်သောအဖြစ်လည်းပဲမိဘတွေပေါ်မှာကောင်းတဲ့နယ်လို့ထင်တယ်ဟုတ်လားကိုယ့်ဘဝနေဝင်ချိန်ကဘယ်သူလက်ထက်နေဝင်ရမှာတော့သားသမီးတွေလက်ထက်နေဝင်ရမှာတော့ချစ်ချစ်မုံမုံစိတ်တိုင်းကြကြမကြကြဟုတ်လားအခုချိန်မှာတော့ကိုကသွားနိုင်တာနဲ့စားနိုင်တောင်းနိုင်ဆိုတော့ခတ်တင်းနေခြင်းနေလိမ့်မယ်ဒါပေမဲ့အဲ့ဒီအခြေအနေမျိုးကအမြဲတမ်းရှိမလားမရှိဘူးเนาะပစ္စည်းဥစ္စာဘယ်တော့ပဲပြည့်စုံသားသမီးနဲ့ကင်းပြီးတော့အနာဂတ်ဦးဇင်းတို့ဘဝနေဝင်ချိန်မှာအစဉ်ပြေဖို့ဆိုတာမလွယ်ဘူးအဲ့တော့သားသမီးကမကောင်းဘူးဆိုရင်တော့တေချာဖို့စိတ်ညစ်ရမှာပဲဒါကြောင့်ကိုသားသမီးလေးတွေကိုငယ်ငယ်လေးတွေကစလိမ်မာရေးချရှိအောင်ကိုတာဝန်အပြည့်အဝရှိတယ်လုပ်ပေးရမယ်ဟုတ်ရဲ့လားအဲ့ဒါလို့လှုပ်ချင်းသည်သူ့ကိုကောင်းအောင်လုပ်ရတော့ရောက်တယ်လို့ကိုလည်းကောင်းအောင်လုပ်ပြီးသားမရောက်ဘူးလားရောက်တယ်ဟုတ်ရဲ့လားအခုတနည်းပြောပြန်ပြီနော်မိဘအပေါ်မှာကောင်းခြင်းတည်မလဲကိုယ့်အပေါ်မှာကောင်းတဲ့သားသမီးမျိုးရနိုင်တယ်မိဘအပေါ်မှာမကောင်းသောအဖြစ်ကိုယ့်အပေါ်မှာမကောင်းတဲ့သားသမီးတွေလည်းရတတ်တယ်ဦးဇင်းကဒါလေးကိုပြောတော့ဇတ်တော်လေးတစ်ပုဒ်ကိုအမှတ်ရတယ်သိလားဇတ်တော်လေးတစ်ပုဒ်ပြောပြခြင်းနဲ့ဏိကုံးကျုပ်နော်ဘာပြောခြင်းလဲဆိုတော့သားဖ2ယောက်ရှိတယ်သားဖ2ယောက်ရှိတယ်ဖေကြီးကသားကိုအင်မတန်ချစ်တယ်အဲ့ဒါနဲ့ငါသားမင်းအိမ်အောင်ပြုတော့အဖေကိုပြုစုလုပ်ကြွေးအောင်မယ်အိမ်အောင်ပြုသေးဘူးပေါ့အဲ့လိုပြောတဲ့အခါကျတော့မရဘူးဖေကြီးကဇွတ်တခါတည်းရွာထဲကအမျိုးသမီးတစ်ယောက်နဲ့သူ့သားကိုပေးစားတယ်အဲ့တော့အိမ်အောင်ကြသွားရောနောက်တော့သူတဖြည်းဖြည်းနဲ့ကြီးလာတဲ့အခါကျတော့ဒီအဖိုးကြီးကိုချွေးမကမကြည်ပြူတော့ဘူးမကြည်ပြူတဲ့အခါကျတော့ဒီယောက်ျားကိုအမြဲတမ်းသူကတိုက်တယ်ပေါ့ဖေကြီးနဲ့သားရဲ့ကြားအောင်အဲ့လိုပြောပါများတော့သင်္ကုတ်တောင်တိုက်ပါများရင်နေသေးတာကိုဟုတ်ရဲ့လားအဲ့ဒီတော့ဘာဖြစ်တုံးဆိုတော့ဖေးပေါ်မှာသားကလည်းအမြင်မကြည်တော့အဲ့ဒါလိုနဲ့နေလာရင်းနဲ့သူတို့မှသားလေးတစ်ယောက်မွေးလာတယ်အဲ့ဒီသားလေးကလည်းနည်းနည်းတဖြည်းဖြည်းနဲ့ကြီးလာတဲ့အရွယ်ရောက်လာပြီပေါ့နော်9နှစ်သား10နှစ်သားလေးအရွယ်ရောက်လာတယ်အဲ့ဒီအချိန်မှာပဲအကြီးကျယ်ပေါက်ကွဲရတယ်မိမဖြစ်တဲ့လူကရှင့်ဖေကိုအသေးသက်ရင်တတ်မတတ်ရင်ကျမဒီအိမ်ကဆင်းမယ်ဒါမျိုးဖြစ်လာတယ်အဲ့ဒါနဲ့သားကလည်းဘယ်လောက်ထိမိုက်တုံဆိုတော့ကဲအဲ့လိုဆိုရင်ငါအဖေကိုတတ်မယ်ဆိုရင်ဘယ်လိုတတ်ရမလို့တင်းချိုင်ကုန်းခေါ်သွားတဲ့တောထဲကိုခေါ်သွားတဲ့ဖေကြီးကလည်းပဲအိုကြီးဆိုဘာမှမလုပ်နိုင်တော့ဘူးအဲ့ဒါတွင်းတူးပြီးတော့အဲ့ဒီတွင်းထဲကိုထည့်ပြီးတော့ပေါက်ပြားနဲ့သာတခါတည်းထုသက်ပြီးတော့မြုပ်ထားခဲ့လို့အဲ့တိုင်ခိုင်းတာအဲ့ဒါနဲ့သားဖြစ်တဲ့လူကကောင်းပြီဆိုပြီးတော့ဖေကြီးကိုလှဲပေါ်တင်ပြီးတော့တင်းချိုင်ကိုခေါ်တယ်
အဲ့မှာသားပေါက်စာလေးကသူတို့သားလေးကအဖေနဲ့အမေနဲ့ကဒီသူ့အဖိုးကိုတတ်မယ်လို့တိုင်မင်းနေတာကိုသူကနားထောင်ပြီးချောင်းပြီးတော့နားထောင်တော့ကြားတယ်အဲ့ဒါနဲ့အဲ့ဒီသားလေးကပညာရှိတယ်ဉာဏ်ရှိတယ်ဒီတိုင်းဆိုရင်တော့ငါအဖေဟာအဖေတတ်တဲ့ကံကြီးထိုက်ပြီးတော့အကြီးအကျယ်ဒုက္ခရောက်မှာပဲမဖြစ်စေရဘူးငါတားဆီးမယ်ဒါပေမဲ့ဒီတိုင်းငါတားရင်တော့ငါအားနဲ့လည်းရမှာမဟုတ်အဲ့တော့အကြောင်းဥပေတမီနဲ့ငါတားမယ်ဆိုပြီးတော့အဖေကျုပ်လည်းလိုက်မယ်ဘယ်လို့မှတားလို့မရဘူးအဲ့ဒါလှဲပေါ်သူပါလိုက်သွားတယ်အဲ့ကလေးကအဲ့ဒါဒီယောက်ျားကဒီသားကလည်းကောင်းပြီဆိုသူ့သားကိုခေါ်ပြီးတော့ဟိုမြေဖို့သားဖ3ယောက်ပေါ့လေသွားကြတာအဲ့ဒါနဲ့ဖေကြီးမြင်ပါဆိုလို့ဖေကြီးကိုလှဲပေါ်တင်လှဲချွတ်ပြီးတော့တခါတည်းတွင်းကြီးတူးတယ်တွင်းတူးတဲ့အခါကျတော့သားကမေးတယ်အဖေဒီတွင်းကဘာလို့မလို့တော့ဖို့ငါအဖေကိုမြုပ်မလို့ကွာအဲ့လိုပြောတဲ့အခါကျတော့ဖေကတူးရတာမပြီးသေးတော့မောပြီးတော့နားတဲ့အချိန်မှာသားကအဲ့ဒီပေါက်ပြားယူပြီးတော့ဟိုးနားလေးမှာခက်လန်းလန်းမှာတခါသားကလည်းအတင်းတူးတယ်လေတူးတဲ့အခါကျတော့ငါသားမင်းဘာလို့မလို့အဲ့တွင်တူးတာတော့ကျွန်တော်လည်းအဖေလမ်းစဉ်လိုက်ရမယ်အဖေကအဖေရဲ့အဖေကိုမြုပ်တယ်လို့ကျွန်တော်ကလည်းအဖေကိုမြုပ်ဖို့အတွက်ဒီတွင်ကိုတူးတာဒီတဲ့စဉ်းစားတော့ဟုတ်ရဲ့လားဘာလဲသူ့အဖေမြုပ်ဖို့သူကတူးတယ်လို့သူ့သားကလည်းသူ့ကိုမြုပ်ဖို့တွင်တူးတာအဲ့ဒီချိန်မှာသူတော်တော်လန့်သွားခမင်းဘာတွေပြောတာတော့ပေါ့ဟုတ်တယ်လေခမရလည်းခမရအဖေကိုခမရမှုတ်ကျုပ်လည်းကျုပ်ဖေကိုကျုပ်မြုပ်အဲ့လိုပြောတော့မှသူတော်တော်ထိတ်လန့်သွားတယ်ငါသားဒါမလုပ်ကောင်းဘူးခမရအဲ့လိုပြောသလားပေါ့တကယ်တမ်းကကျုပ်ကဒါတွေကိုတကယ်လှုပ်ချင်လို့မဟုတ်တကယ်စိတ်ကူးရှိတာမဟုတ်အဖေကိုစဉ်းစားမိအောင်လို့ပြောတာကိုယ့်ပေါ်မှာကျေးဇူးကြီးလာတဲ့အဖေကိုဒီအမေရဲ့စကားကိုနားထောင်ပြီးတော့ခမရဒီလိုလုပ်တာကောင်းလားလို့အဲ့ဒီမှာသူလက်တွေ့ဆုံးမတာအဲ့တော့ဦးဇင်းတို့ကဒီဇက်တော်လေးကိုဘာကြောင့်အမှတ်ရတာလဲဆိုတော့ကို့အဖေကိုမြုပ်ဖို့ကြိုးစားတော့ကို့သားတွေကလည်းကို့ကိုပြန်ပြီးတော့မြုပ်ဖို့ကြိုးစားကြတာပဲဒီဥပမာတူစွာပဲဟုတ်ရလားခုလူတွေကစုံရည်ဆိုပြီးတော့ပြန်ပြီးတော့ဆံဖို့ကိုမကြိုးစားဘူးဟုတ်တယ်မဟုတ်လားမိဘကသားသမီးကိုချစ်တယ်အဲ့ဒီသားသမီးကလည်းသူ့သားသမီးကိုချစ်တယ်အဲ့ဒီသားသမီးကလည်းသူ့သားသမီးကိုချစ်တယ်အပေါ်ကိုပြန်တက်လာတဲ့လူကိုမရှိဘူးအဲ့တော့ကိုကလည်းပဲစုံရည်ဆိုပြီးတော့အကြောင်းပြပြီးတော့မဆံမဲနဲ့စုံဆင်းသွားမယ်ဆိုရင်တော့သားသမီးတွေကလည်းစုံရည်ဆိုပြီးတော့အောက်ကိုပဲဆက်ပြီးတော့ဆင်းသွားမှာပဲဟုတ်တယ်မဟုတ်လားအဲ့တော့ဒီစုံရည်ဆိုတဲ့သဘောကြီးကဆံလို့မရဘူးလားရတာပေါ့ကိုယ့်ပုံမှာပဲမူတည်တာပဲမဟုတ်လားအဲ့ဒါကိုကဆံရည်ဖြစ်အောင်ကြိုးစားမယ်ဆိုရင်ကိုသားသမီးတွေကလည်းပဲကိုလမ်းစဉ်ကိုလိုက်အတုမြင်အတက်သင်ပြီးတော့ကိုယ့်ရဲ့စိတ်ဓာတ်ကိုလေးစားအားကျပြီးတော့ဟုတ်ရလားကိုယ့်ရဲ့အတုတွေကိုလိုက်မလာပြီဘူးလားလိုက်လာမယ်ကိုကမိဘပေါ်မှာကလန်ကဆန်ဆက်ဆံနေတာတွေကိုကိုသားသမီးတွေကမမြင်မဲနေမလားဘလို့မှလေးစားမှာမဟုတ်လားအဲ့တော့သူတို့အလှည့်ကြရင်လည်းကိုကိုဘာလုပ်လိုက်မယ်တော့ကလန်ကဆန်ဆက်ဆံမှာပဲပိတတို့စဉ်းစားတော့ဒါကြောင့်မိဘကျေးဇူးကိုဆက်တဲ့နေရာမှာကျေးဇူးရှိလို့ကိုဆက်ရတဲ့အပိုင်းကတော့အဓိကပါဟုတ်လားနောက်ပြီးတော့ကိုအဆင်ပြေအောင်လှုပ်သောအားဖြင့်ကိုလည်းပဲဆက်တဲ့တယ်လို့ထင်တယ်ဟုတ်ရလားဘယ်ရှုတော့ငါပဲကြည်မိဘကျေးဇူးဟာသိမြင်သားလည်းပြီးတော့တတ်နိုင်သမျှမဆက်တင်ဘူးလားဆက်တင်တာပေါ့ဟုတ်ရလားဒါကြောင့်ဘေးသက်ပေါင်းတော်ကောင်းတို့မိဘနဲ့ပတ်သက်ပြီးတော့ပြောရင်ကုန်နိုင်ပေါ်ရမရှိဘူးအဓိကကတော့အမှန်တရားကိုသိမြင်သားလည်းပြီးတော့လှုပ်တင်လှုပ်ထိုက်တာကိုလှုပ်ကြဖို့ပါဒါပါပဲဟုတ်ရလားဦးဇင်းတို့အခုပြောနေတဲ့စကားတွေထဲမှာလှုပ်ကြံပြီးတော့ပြောနေတာတခုမှမပါဘူးအဲ့တော့မိဘကျေးဇူးကောင်းအောင်မပြောနိုင်ဘူးဆိုတာလည်းအမှန်ပဲသားသမီးတွေပေါ်မှာမိဘတွေကချစ်တယ်ဆိုတာလည်းအမှန်ပဲအကျိုးစီးပွားကိုလိုလားတယ်ဆိုတာလည်းအမှန်ပဲကိုယ်တိုင်မိဘဖြစ်နေတာအင်မတန်ထင်ရှားတဲ့ဥပမာပေါ့မသိတာဘူးလားသိတာတာပေါ့ဟုတ်ရလားအဲ့တော့အဲ့ဒီအချက်တွေကိုစဉ်းစားလိုက်မယ်စဉ်းစားမိမယ်ဆိုလို့ရှိရင်မိဘတွေရဲ့အပေါ်မှာကျေးဇူးတရားကိုသိမြင်နားလည်ပြီးတော့တုံ့ပြန်ခြင်းစစ်မှန်တဲ့စေတနာမေတ္တာတွေထားနိုင်ခြင်းအဲ့ဒါမျိုးကောင်းမြတ်တဲ့အပြုအမူတွေမဖြစ်ပေဘူးလားဖြစ်မယ်ဒါကြောင့်ပေးသက်ပေါင်းသူတော်ကောင်းတို့မိဘရဲ့ကျေးဇူးတရားကိုအထူးသိမြင်ကြဖို့မလိုဘူးလား